ကဲတော့တဲ့ကြည့်မယ်တို့ကကြားပြောက်သွားတဲ့အားတွေဒီလိုပဲ ဒီလိုပဲလုပ်ရဒီလိုပဲပြောလို့ရပုံမှန်ကြားကြားပြောက်သွားတဲ့ဟာဆိုဘာပြောတာတော့လုံးဝပြောက်သွားတယ်ဟိုချစ်တော့မယ်ပြောက်သွားတယ်ပြန်သွင်းရမယ်ညစ်ချစ်ကအစ်စ်ဖြစ်နေပြီနောက်တော့ပြင်မှာမလားအစ်စ်တုံးယူမှာမလားအစ်စ်တုံးယူမှာတော့ဒီတော့တူမလားကြောင်းသွားပါပြီဆိုမှာပဲ အဲ့ဆက်နေဟမ် ဆက်နေဆိုတော့ စကန်လူးနဲ့မရသေးဘူး2003အောင်ဆရာသမားရဲ့စကန်လူးနဲ့မရသေးဘူး2003အထက်ဆိုရင်ညီဓာရီဖြုတ်เสียမလိုဘူးကားမှာ OB နဲ့တည်းသွင်းနေအောင်ပဲသဘောပေါက်လားဒါ2003အောင်မော်ဒယ်အိမ်မို့လို့ဒီလိုသွားနေရတာဟုတ်ပြီနော်ဥပကောင်ငိမ့်နေအဲ့မဲ့ငိမ့်တဲ့အချိန်မှာဝိကုဏညီတို့ခွဲပေးမဲ့တစ်ချက်ရှိရလေမာစတာကြီးနဲ့ဘာကြီးနဲ့ဘလက်ကြီးဟုတ်ပြီနော်အခုဒီမှာတစ်ချက်ပြန်ကြည့်မီးချက်ချင်းငိမ့်လာဒါမှမဟုတ်စက္ကန့်ပိုင်းလောက်ကြာပြီးမှငိမ့်လာဆိုတော့ဒီချာစောင့်ကြည့်စက္ကန့်ပိုင်းလောက်လေးကြာသွားတယ်ဟုတ်တယ်မလားကြာပြီးတော့မှမီးငိမ့်အီမိုမီးငိမ့်တာမဟုတ်ဘူးလားအဲ့ဒါဘလက်ကြီးဘလက်မှတ်ထားနော်သူကတော့သူ့ရဲ့စာထဲမှာရေးတာတော့ after 1 second 1 second ကြာပြီးတော့မှ turn off the light မီးငိမ့်သွားတယ်ဆိုရင်ဘလက်ကြီးဟုတ်တယ်လေဒါလည်း1 second လောက်ပဲကြာတာပါအများကြီးကြာပါဟုတ်တယ်မလားဒီမှာပြန်ထည့်လိုက်သူမီးမငိမ့်သေးဘူးနော်တော့မရှိသေးလို့ခဏပါပဲ1 second ပါပဲဟုတ်တယ်မလား after 1 second 1 second လောက်ကြာပြီးတဲ့အခါကျရင်မီးဒီလိုမျိုးမှငိမ့်နေဆိုရင်ဒါဘလက်ကြီးအဲ့လိုမဟုတ်ဘဲနဲ့တော့ထည့်တာနဲ့တန်းငိမ့်ရမယ်1 second လောက်မဆောင်အောင်ထည့်ငိမ့်အခါတန်းငိမ့်အဲ့လိုပါကြီးတယ်မာရှာကြီးအဲ့လိုဖွဲရမှာဟုတ်ပြီနော်အခုကိုကြီးတို့လောလောဆယ်စသွင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့တဘာဝဘလက်ကြီးရင်ဝင်တာအဲ့တော့ငါတို့ကဘလက်ကြီးဝင်သွားပြီဆိုတော့ကဲ customer မကြိုက်ဘူးကွာလူမီးငိမ့်တာယူအဲ့တော့ချက်ချင်းတန်းဝင်ချက်ချင်းမီးငိမ့်နေတယ်ကွာဥပမာပြပြတာနော်အဲ့ဒါဆိုကိုကြီးတို့ကဘလက်ကြီးကနေဘာဖြစ်ပြောင်းလဲမာရှာကြီးအဲ့ဒါဆိုခုနကဒီ data ထဲမှာဆိုဘလက်ကြီးကအစိမ်းနေရာဒီမှာရှိမှာမဟုတ်ဘူးလားအဲ့ဒါဆိုငါတို့ DNC ကိုပြန်ပြောအောင်ဖြုတ်ပြီးတော့ခုနကလို ebro adapter နဲ့ပြန်ဖတ်မှာမဟုတ်ဘူးလားဖတ်လိုက်လို့ကိုကြီးတို့ခုနကတော့သွင်းထားတဲ့ data တွေကအစိမ်းပွက်နေရာမှာနှစ်နေရာမှာရှိတယ်ဆိုတာသိကြတယ် black key ဝင်နေရမှာမဟုတ်ဘူးလားအဲ့ဒါဆိုအဲ့နေရာ data တွေကို master key ဖြစ်ပြောင်းနေငါတို့လွယ်မဲ့အနီကွန်းတစ်ခွက်ကိုပါပြန်လုပ်လိုက်ပြန်ထည့်လိုက်မယ်မဟုတ်လားပြီး right နဲ့ရေးလိုက်မယ်မဟုတ်လားပြီးဒီလို program သွင်းစရာလိုသေးလားမလိုတော့တော့တခါလေးနှုတ်သွင်းနေပဲစစ်လို့ရပြီမဟုတ်ဘူးလားအဲ့လို master key ကြောင်းသွားလိမ့်ဟုတ်ပြီနော်အဲ့ဒါကြောင့်အခု black key ဝင်နေနော်အဲ့တော့ဝင်တဲ့ data တွေကခုနငါတို့ဘယ်လိုလဲလုပ်နေထားတယ်ဟို IC